ခုတော့ကျွန်တော်တားရတော့မေးရှာရှိပါတယ်။ဗာမေးမှလည်းဆိုတော့ကျွန်တော်ချောလာလို့စတော့ပါဗျာ။အခုမေးမှာတော့ဒါဗျာကနန်းကြည့်ပါအောင်ဗျာ။လက်ကိုကြောက်ဆိုင်တို့ကိုင်ဖူးလိုက်ဗျာကနန်းအကောင့်တေးလို့ဘာမှဖြစ်ဗျာအကောင့်ကြီးဆိုအဲ့ဒါတွေညက်နေပြီဗျကြည့်အောင်ရရှာနေပြီကြောက်ဆိုင်ဒီရှင်တဲ့လူတီးအောင်လို့လာပြပေးတာပါဒီချက်ကြည့်ပါခဏနဲ့ကျွန်တော်တိုးပြန်လွတ်ပေးပါမယ်ညတက်ကိုလကမ်းတက်ရှင်ဒီချိန်မှာဆိုလည်းပို့ဆုံးပစင်းရင်ကွဲတယ်ပေါ့စင်းနေပါပြီဒီမှာပြေးပဲပစင်းရင်ကွဲတယ်ပြန်နေလည်းညက်နေပြီမှာညက်အော်နေဟုတ်မှာလာတော့ကြည့်အောင်တို့ဒီထဲမှာပဲအော်နေဗျကျွန်တော်ကသူ့ရှာလို့မတွေ့လို့ဘလို့ဒီနန်းအော်နေလည်းမကြည့်ဗျကျွန်တော်တွေ့ရပြီဒီထဲမှာဗျကျွန်တော်တို့ယူထောက်လာပြပါမယ်လေးတက်ကြည့်တော့ငှက်ဗျဗာငှက်လည်းမတီးဘူးအခုကျွန်တော်ဒီကနန်းလွတ်လိုက်ပါမယ်ဗျလွတ်လိုက်ပါပြီဟိုထဲမှာဗျတွေ့လားဗာငှက်လည်းမတီးဘူးဗျကျွန်တော်ဖန်ထောက်လာပြပါမယ်နှစ်ကောင်ရှိဗျမှာတစ်ကောင်နောက်တစ်ကောင်ဖန်ထုတ်လာပြပါမယ်ဒါရီတော့ဆောင်ကြည့်ကြပါလည်းညံ့နေဗျနောက်တစ်ကောင်ထပ်ဖန်ထုတ်လာပြပါမယ်